လောကကြီးမှာအမြတ်ဆုံးတရား၃ပါးရှိတယ်အဲ့ဒီအမြတ်ဆုံးတရား၃ပါးကိုမိမိတို့တွေကရာယူပိုင်ဆိုင်ပြီလားလို့ကိုမေးသင့်ပါတယ်အမြတ်ဆုံးတရား၃ပါးကဘာတွေလဲနံပါတ်1ဒါနာထဲမှာအမြတ်ဆုံးဒါနာဓမ္မဒါနာတဲ့နော်အရှင်သာရိပုတ္တရာပြောတယ်နော်ဒီဓမ္မဒါနာအရှင်ရှေယနဲ့တူတယ်ဆိုဆင်းရဲရှိရသွားတယ်နောက်ကကြားတွေနော်จิตတိတွေသမင်တွေလိုက်တယ်နော်ဒီရေတွေယုံတွေလိုက်တယ်ဒီသင်္ချာထဲပဲဝင်ရတယ်လို့နော်ဒါနာထဲမှာဓမ္မဒါနာအများဆုံးဒါနာမျိုးစုံပြုရမယ်မှန်တယ်သို့တော့နော်တရားဓမ္မတွေကိုနော်ပြန်ပြီးတော့ဟောပြောပြီးတော့သင်ကြားပို့ချတဲ့သူကနော်ပို့ပြီးတော့မြတ်ပါတယ်တဲ့အဲ့ဒီဓမ္မဒါနာနော်ဓမ္မဒါနာဟောလိုက်ပြောလိုက်လို့အားလုံးကတော့ကြီးပွားချမ်းသာသွားတယ်ဥစ္စာပစ္စည်းတွေရောနော်နိဗ္ဗာန်ကြောင့်တရားတွေရောအကုန်ရသွားတယ်စိတ်ချမ်းသာသွားတယ်ဆိုရင်သူတို့ရတယ်လို့ကိုယ်ကလည်းရနော်ရဟန္တာမဏေတွေနော်လူပုဂ္ဂိုလ်တွေနော်ဓမ္မဒါနာတွေဟောကြပြောကြတယ်သူတို့ရဲ့ဓမ္မဒါနာဟောလိုက်တဲ့အတွက်တခြားသူတွေကနော်လိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်အဲ့ဒီလိုက်နာကျင့်သုံးတဲ့အကျိုးကျေးဇူးရတယ်လို့သူကရသွားအဲ့ကြောင့်ဓမ္မဒါနာအများဆုံးလို့ပြောတာကျန်တဲ့ဓမ္မဒါနာအများဆုံးဆိုပြီးတရားဓမ္မတွေဟောပြီးတော့ကျန်တဲ့ဒါနာတွေလည်းပစ္စည်းဥစ္စာဒါနာတွေလည်းမပြုရဘူးမဟုတ်ပြုရမယ်ဒါပေမဲ့ဓမ္မဒါနာအများဆုံးနော်ဒီကောင်လေကျဲနေတယ်လို့မတွေးနဲ့ကိုယ့်ရဲ့အတိတရားတွေကိုပေးနေတယ်ရှိုးပေးတာပဲကိုယ့်ရဲ့အမားတွေထောက်ပြတာရှိုးပေးတာဒီတော့မွေးလျော်မှုထဲမှာတဲ့တရားနဲ့မွေးလျော်တာအများဆုံးတဲ့နော်တရားဓမ္မတွေလေးလာလိုက်စားမယ်တရားတွေအားထုတ်မယ်နော်ငါးပါးသီလသူများအသက်တွေမတတ်ဘူးသူများဥစ္စာတွေမခိုးဘူးနော်သူများစီးစိမ်ဥစ္စာအိုးအိမ်တွေကိုမဖြစ်စည်းဘူးပြိုကွဲသွားနော်မူသားတွေမပြောဘူးဒီရက်တွေမတော်ဘူးစသည်အဖြစ်နော်ဒီလိုမျိုးနော်မိမိတို့ကကျင့်သုံးမယ်တရားနဲ့မွေးလျော်မယ်ဆိုရင်ဒါမွေးလျော်မှုထဲမှာတဲ့မိမိတို့ရဲ့အပျော်ပါးတွေနဲ့မွေးလျော်တယ်နော်နော်ကေတီဗီတွေခဏသွားမယ်နော်အပေါင်းအသင်းနဲ့ပျော်ပါးလောက်စားမယ်နော်တခြင်းတွေဆိုမယ်ရုပ်ရှင်ဗီဒီယိုဇာတ်လမ်းတွေဒါပဲတနေ့ဘုံမထိုင်းကြည့်နေမယ်ဒီလိုပျော်ပါးနေလိုက်စားနေမယ်မွေးလျော်တာတဲ့ဒါမမြတ်ဘူးတဲ့နော်စေရနာလေးနဲ့မွေးလျော်နေမယ်မမြတ်ဘူးနော်မွေးမှုထဲမှာတရားနဲ့မွေးလျော်မှုကအမြတ်ဆုံးတဲ့โอเคနော်အရသာထဲမှာတရားအရသာအမြတ်ဆုံးမိနော်ဘယ်အစားတော့ဘယ်အရသာတွေကောင်းဘယ်အထီးတွေ့တွေပဲကောင်းနော်ကိလေသာကောင်းအာယုံအထီးတွေ့တွေဘယ်အထီးတွေ့တွေကောင်းတဲ့နော်အရသာထဲမှာတရားအရသာအမြတ်ဆုံးတဲ့နော်ကမ္မဋ္ဌာန်းမေတ္တာကမ္မဋ္ဌာန်းလေးပွားကြည့်လိုက်ပွားပြီးတော့နော်မေတ္တာကမ္မအားလုံးတတ္တဝါတွေကုန်ပို့အရရှိမျက်နှာပို့နော်အရဆယ်မျက်နှာပို့ပြီးတော့တတ္တဝါဒုတိယမကြမ်းလည်းပြန်မိမိအမေရဲ့မျက်နှာကိုမြင်ပြီးတော့နော်ကျမ်းမာပါသည်ချမ်းသာပါသည်နော်ကျမ်းမာပါသည်တခုတည်းနဲ့အာရုံလေးတီးပြီးတော့အမှန်တော့အပြင်မှာမြင်ရတယ်လို့မိမိရဲ့နော်တရောင်ကန့်အကွာမှာဒီမိဘရဲ့မျက်ဝန်းကြီးကိုမြင်ပြီးတော့နော်မေတ္တာဆန်စိုက်သွားမယ်ဆိုလို့ရှိရင်โอเค